ကလေးတစ်ယောက်ချင်းစီမှာအသက်အရွယ်လိုက်ကွဲပြားတဲ့အာဟာရလိုအပ်ချက်တွေရှိနိုင်ပါတယ်။ဒါကြောင့်မို့ဒီနေ့မှာတော့ကလေးတွေရဲ့အသက်အရွယ်လိုက်ပေါ့နော်လိုအပ်တဲ့အရေးကြီးဆုံးအာဟာရဓာတ်တွေနဲ့ဘယ်လိုမျိုးအစားအစာတွေကိုမျှတအောင်ပေါ့နော်စားသုံးပေးသင့်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်။အားလုံးပဲမင်္ဂလာပါ။ကျွန်မတော့ကလေးတစ်ခုဆရာဝန်ဒေါက်တာလင်းဖြစ်ပါတယ်။ကလေးကျမရဲ့ဗီဒီယိုတွေကိုဒီ Happy Kids Page ကနေပြီးတော့မှမျှဝေပေးရရှိပါတယ်။ပထမဆုံးအနေနဲ့ကလေးမွေးပြီးချင်းမှာဆိုလို့ရှိရင်ဗီတာမင် K ကိုပေါ့နော်ကလေးတိုင်းကိုထိုးပေးရပါတယ်ဒါကိုထိုးပေးခြင်းအပြင်ကလေးတွေကိုဒီဗီတာမင် K မလုံလောက်တာကနေပြီးမှဖြစ်စေနိုင်တဲ့ဒီသွေးမတိတ်တဲ့ယောဂါတွေသွေးထွက်လွန်တဲ့ယောဂါတွေပေါ့နော်ဒါတွေကိုပေါ့နော်ကာကွယ်မှုပေးနိုင်ပါတယ်ပြီးတော့ဒီမွေးစားကနေအသက်6လအထိဆိုလို့ရှိရင်ဒီနိုးကနေပြီးတော့မှကလေးအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုအကုန်လုံးရရှိတာပါအားကြောင့်မို့မိခင်တို့ကိုပေါ့နော်ဆိုတိုင်းတိုင်းစားတိုင်းတိုက်ခဏခဏတိုက်တာမျိုးလုပ်ပေးရမယ်မိခင်တို့မှာဆိုလို့ရှိရင် protein ဓာတ်တွေတန်ဓာတ်တွေ vitamin D ပြီးတော့ folic acid စသဖြင့်ဒီလိုမျိုးဓာတ်တွေကျွဲဝါးစွာပါဝင်ပါတယ်ဒါတွေဟာဆိုလို့ရှိရင်အယိုးတွေကြီးထွားစေဖို့ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့အုံနောက်ဖွံ့ဖြိုးမှုအတွက်ဒါတွေကအဓိကလှုပ်ဆောင်ပေးပါတယ်ဒါပေမဲ့တချို့ကလေးတွေမှာဆိုလို့ရှိရင်ပေါ့နော်ကလေးတွေရဲ့တဦးချင်းစီရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးတော့ဆရာဝန်ကလိုအပ်လို့ရှိရင်ဒီဗီတာမင် D နဲ့အိုင်ယွန်တန်ဓာတ်လိုဟာမျိုးကိုဖြည့်စွက်ဖို့အတွက်ညွှန်ကြားနိုင်ပါတယ်ဒါတွေကကလေးတိုင်းအတွက်တော့မဖြစ်မနေလိုအပ်တာမျိုးမဟုတ်ပါဘူးပြီးတော့ကလေးအသက်ပေါ့နော်ဒီ6လကနေပြီးမှတစ်နှစ်အရွယ်ပေါ့နော်ဒီအရွယ်ကကြတော့ဖြည့်စွက်စာတွေကိုကျွေးဖို့အတွက်ပေါ့နော်စတင်ကျွေးဖို့အတွက်အရေးကြီးတဲ့အရွယ်ဖြစ်တယ်ဒီအရွယ်မှာဆိုလို့ရှိရင်အဓိကလိုအပ်တဲ့ဓာတ်တွေအနေနဲ့ဆိုရင် protein ဓာတ်တွေပြီးတော့ iron တန်ဓာတ်တွေပြီးတဲ့ခါကျတော့ဒီအရွယ်မှာဆိုလို့ရှိရင် zinc ဓာတ်လည်းလိုမယ်ပြီးတော့ folic acid တွေပေါ့နော်ဒါတွေအဓိကလိုအပ်တယ်ပေါ့နော်တရားတွေကိုရရှိဖို့အတွက်ဆိုလို့ရှိရင်စားသုံးပေးတဲ့ပေါ့နော်ကလေးကိုကျွေးတဲ့အစားအသောက်တွေကကြတော့ဒီအသားငါပဲဥအမျိုးမျိုးပြီးတော့ဟင်းသီးဟင်းရွက်အသီးနှံပေါ့နော်ဒါတွေကိုစုံလင်မျှတအောင်လို့ကလေးတွေကိုဖြည့်ဆွတ်စာကျွေးတဲ့အချိန်မှာထည့်ပြီးတော့ကျွေးသင့်ပါတယ်ပြီးတဲ့ခါကျတော့ကလေးအသက်ပေါ့နော်တစ်နှစ်ကနေပြီးမှ3နှစ်အရွယ်ပေါ့နော်ဒီအရွယ်ကကြတော့ကြီးထွားမှုမြန်တဲ့အရွယ်ဖြစ်တယ်ဒီအရွယ်မှာဆိုလို့ရှိရင်အဓိကလိုအပ်တာကဘာဓာတ်တွေလိုလဲဆိုတော့ဗီတာမင် D တွေပြီးတော့ကယ်လ်ဆီယမ်ဓာတ်တွေ omega 3 fatty acid တွေဒါတွေကတော့အဓိကလိုအပ်တယ်ဒါတွေကိုရရှိဖို့အတွက်ဆိုလို့ရှိရင်တော့နိုးနဲ့နိုးထွက်ပစ္စည်းထိန်ခြင်းတွေအသားငါပဲဥအမျိုးမျိုးဟင်းသီးဟင်းရွက်အသီးနဲ့ပေါ့နော်ဒါတွေကိုစုံလင်မျှတအောင်လို့ကျွေးပေးရမှာပဲဖြစ်ပါတယ်အသက်4နှစ်ကနေပြီးမှ8နှစ်အရွယ်ကလေးတွေဆိုလို့ရှိရင်တော့သူတို့တွေကကျောင်းနေအရွယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့စွမ်းအင်လိုအပ်ချက်တွေများတယ်။ဒါကြောင့်မို့လို့အဓိကလိုအပ်တဲ့ဓာတ်တွေကတော့ carbohydrate ရယ်နောက်ပြီးတော့ protein ဓာတ်အသားဓာတ်ရယ်ပြီးရခါကျတော့ vitamin B complex လိုဟာမျိုးပေါ့နော်ဒါတွေကကြတော့ကိုယ်ခံစွမ်းအားတွေနှင့်တင်စေဖို့အတွက်စွမ်းအင်တွေကိုပြန်လဲဖြည့်တင်စေဖြည့်ဖို့အတွက်ပေါ့နော်ဒါတွေကတော့အဓိကလိုအပ်တယ်ဒါတွေကိုရရှိဖို့အတွက်ဆိုလို့ရှိရင်ဆန်တို့ဂျုံတို့ပြောင်းမှုတို့အာလူးတို့ပဲတို့အသားငါပြီးတော့ဟင်းသီးဟင်းရွက်သီးနှံဒါတွေကိုစုံလင်မျှတအောင်လို့ကျွေးပေးရမှာပဲဖြစ်ပါတယ်ပြီးတော့အသက်6နှစ်ပေါ့နော်6နှစ်ကနေပြီးတော့မှ73နှစ်အရွယ်ကလေးတွေကြာတော့သူတို့တွေကအယိုးနဲ့ကြွက်သားတွေတိဆောက်ဖို့အတွက်ပေါ့နော်တန်မာစေဖို့အတွက်ဒါတွေအရေးကြီးတယ်ဒီရွယ်မှာအဓိကလိုအပ်တာကကယ်လ်ဆီယမ်တွေဗီတာမင် D တွေပေါ့နော်ပြီးရပရိုတင်းတို့အိုင်ယွန်တို့ဒါတွေအဓိကလိုအပ်တယ်ဒါတွေကိုရရှိဖို့အတွက်ဆိုလို့ရှိရင်သဘာဝအစားအစာတွေပဲဖြစ်တယ်ဒီအသားငါပဲဥအမျိုးမျိုးနိုးနဲ့နိုးထွက်ပစ္စည်းတို့ပြီးတော့ထိန်ကျင်တို့ပေါ့နော်ဒီလိုဟင်းသီးဟင်းရွက်အသီးနဲ့ဒါတွေကိုစုံလင်မျှတအောင်လို့ကျွေးပေးရမှာပဲဖြစ်ပါတယ်ဒီမှာအဓိကအကြံပြုချင်တာကကလေးတွေကိုပေါ့နော်ရေဓာတ်ပြေးဝစေဖို့အတွက်ရေကိုများများတိုက်ဖေးဖို့လိုအပ်တယ်ပြီးတော့တဘာဝအစားအစာတွေကနေပြီးမှရရှိတဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေဟာဆိုလို့ရှိရင်အကောင်းဆုံးပဲဖြစ်တယ်ဒါကြောင့်မို့အယောင်ဆုံးဟင်းသီးဟင်းရွက်အသီးနှံတွေအသားငါပဲဥအမျိုးမျိုးဟင်းသီးဟင်းရွက်ပေါ့အသီးနှံဒါတွေကိုစုံလင်မျှတအောင်လို့ကလေးကိုကျွေးပေးသင့်ပါတယ်ပြီးတော့တကြားနဲ့စားတွေကိုကြတော့ကလေးအတွက်လိုအပ်တဲ့ပမာဏလောက်ပဲဟင်းချက်တဲ့အခါမှာထည့်ပေးရမျိုးပဲလုပ်ပေးတင်တယ်လိုအပ်တာထက်ပိုလို့ရှိရင်တော့အန်ဒီရရှိတာမျိုးပေါ့နော်နောက်ပိုင်းမှာကျန်းမာရေးပြဿနာတွေရှိလာတာမျိုးဒါမျိုးတွေတော့ဖြစ်ပေါ်နိုင်ပါတယ်ဒါပေမဲ့ပုံမှန်ထည့်တဲ့ပမာဏလောက်ပဲထည့်မယ်ဆိုလို့ရှိရင်တော့ပြဿနာမရှိပါဘူးဒီဗီဒီယိုလေးကိုတခြားမသိသေးတဲ့ကလေးမိဘတွေအတွက်လည်း like and share လုပ်ပေးဖို့လည်းမမေ့ပါနဲ့ကလေးကျန်းမာရေးဗီဒီယိုတွေကိုဆက်ပြီးတော့ကြည့်ရှုနိုင်မှုအတွက်ဒီ Happy Kids Page ကိုလည်း follow လုပ်ထားပေးကြပါအောင်နော်ကလေးများအားလုံးအာဟာရပြည့်ပြည့်ဝဝနဲ့ကျန်းမာစွာကြီးပြင်းလာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်